small ကုန်ဒီရဲ့လူအများရဲ့လေးစားဂုဏ်ယူရတဲ့စံပြအမျိုးသမီးခေါင်းဆောင်ဖြစ်တဲ့ Blast Diamond ရောက်သူရှင်မတ်ဇူလိုင်ဝင်းကိုစင်မြင့်တက်တို့လေးစားစွာဖြင့်ပိတ်ခေါ်ပါတယ်ခင်ဗျာလက်ကောက်တာကြလေးနဲ့စင်တန်းနေဘောစီတို့ရေချင်းတီထိုးပေါဖို့ကလူတိုင်းတွေ့ခွင့်ရည်တခုနောက်ကနေကဘာရဲ့ခက်ခဲသောဘဝတို့စီအိမ်မက်တွေတကယ်ရောက်ခဲ့ပြီအားလုံးပဲမင်္ဂလာပါဝါ home project မှာကြီးစုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်လင်းပိုင်နဲ့တူတော့တူတဲ့လင်းပိုင်9ပေါ့နော်ဆိုလို့ရှိရင်တူတဲ့တူသူကလူအများကိုပျော်ရွှင်စွာပြေလဲအောင်ညှိနှိုင်းပေးနိုင်သူတဲ့စောစောတုန်းကယုံကလေးကကြတော့သူ့ကိုယ်သူပျော်ရွှင်အောင်နေတတ်တာသူကကြတော့အဲ့လိုမျိုးမဟုတ်ဘူးလူတွေတယောက်နဲ့တယောက်ပြဿနာဖြစ်တယ်ဥပမာသူများလင်မယားတွေမတည့်ဘူးဆိုလို့ရှိရင် तू ကဂျားထဲကနေပြီးတက်အောင်လုပ်ပေးတာမျိုးသူများတငယ်ချင်းတွေမတည့်ဘူးဆိုရင် तू ကဂျားထဲကနေပြီးတက်အောင်လုပ်ပေးတတ်တဲ့သူမျိုးနော်သူများမိဘတွေသားသမီးနဲ့မိဘတွေအဆင်မပြေဘူးဆိုရင်လည်းအဆင်ပြေအောင်တက်အောင်လုပ်ပေးတယ်မယ်အပ်လိုက်တောင်းလိုက်နေအဆင်မပြေဘူးဆိုရင်လည်းပြေလဲအောင်ညှိနှိုင်းပေးတာမျိုးဟုတ်တယ်မလားသူများပျော်သွားပြီသူများအဆင်ပြေသွားပြီဆိုလို့ရှိရင် तू ကပီတိဖြစ်နေတတ်တာမျိုးနော်သူများတကာကိုပန့်ပိုးပေးရတယ်ကူညီပေးရတာကိုပျော်ရွှင်တတ်တဲ့သူမျိုးပီတိဖြစ်တတ်တဲ့သူမျိုးနော်အဲ့လိုမျိုးပြီးရင်လူအများကိုစာနာတတ်တယ်စာနာပြီးတော့တနာတတ်တဲ့သူမျိုးစာနာစိတ်လေးတွေလည်းရှိတယ်တနာတတ်တဲ့သူပေါ့နော်ပြီးရင်ပြဿနာဖြေချင်းညှိနှိုင်းပေးတတ်တယ်ဘလောက်ကြီးမားတဲ့ပြဿနာပဲဖြစ်ဖြစ်သူ့ရှိမှရန်ဖြစ်နေတဲ့ဆိုရင်တောင်မှသူရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီပြဿနာကိုမီးငိမ့်သွားသလိုမျိုးငိမ့်ပေးတတ်တဲ့သူမျိုးဒါပေမဲ့တချို့ကကြတော့အဲ့လိုမျိုးမဟုတ်ဘူးလေသူများတခါရှိနေတာအကောင်ကြီးသူရှိနေရင်ကိုရန်ဖြစ်တာသူရှိနေလို့ကိုရန်ဖြစ်တာအဲ့လိုမျိုးမပါဘူးလားအဲ့လိုမျိုးသူရှိနေလို့သူများလင်မယားချစ်ချစ်ခင်ခင်နေနေတာအကောင်ပဲသူရှိနေရင်ကိုရန်ဖြစ်တာသူများဖေနဲ့မေနဲ့နေနေတာအကောင်ကြီး तू ကသူရှိနေရင်ကိုပြဿနာဖြစ်တာအဲ့လိုမျိုးလေနော်ဒီလိုမျိုးရှိရဒါပေမဲ့ तू ကကြတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ညှိနှိုင်းပေးတတ်တယ်နော် up line down line တွေကြားထဲမှာလည်းညှိနှိုင်းပေးတတ်တယ်စသဖြင့်ဒီလိုမျိုးနေတတ်တဲ့သူမျိုးကဲပါလားအဲ့ဒီထဲမှာရောကဲမိမိတို့ရောအဲ့ဒီထဲမှာပါကြလားဒီလိုမျိုးလူလေးဒါအရင်ကောင်းတယ်နော်ဒီလိုမျိုးဆိုလို့ရှိရင်လည်း तू ကညှိနှိုင်းပေးတတ်တယ်လေသို့တော့ तू ကသူများတကာတွေကိုပျော်ရွှင်အောင်ထားပေးနိုင်တယ်ပီတိဖြစ်တယ်ပေါ့အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်ပေးဆက်ရတာစောစောက तू ကစာနာတတ်တဲ့နော်လူအများကိုစာနာတတ်တဲ့သူဖြစ်လို့ तू ကကြတော့အောင်မြင်ဖို့ဆိုရင် तू ကခဲရင်းတယ်နောက်ွယ်ကနေ sporting ပေးတဲ့သူတွေဆိုရင်ဒီလိုလူမျိုးတွေပေါ့နော်သူများတကအောင်မြင်တာကိုကြည်ပြီးတော့ကြည်နူးပြီးတော့ငါချူတောက်တစ်ခုမှနေပြီးတော့ငါသူတို့ကိုဒီလိုလေးဖြစ်အောင်လုပ်ပေးနိုင်ခဲ့တယ်ဆိုပြီးတော့ပီတိစားတဲ့သူတွေပေါ့နော်အဲ့လိုမျိုးကဲမြင်ရောင်တက်လာဒါဘယ်သူလဲဆိုတာသိလားမြင်ရောင်လို့ရလားโอเคနာမည်ရေးမှတ်ထားမယ်နော်ခဏနေ update လုပ်ခိုင်းရင်လာပြောရမယ်ပြောရဲလားဒီအပိုင်းလောက်ထိတော့ပြောရဲတယ်ဒါပေမဲ့နောက်လာမယ့်ဟာဆိုရင်တော့နင်တို့မပြောရဲလောက်ဘူးဒီအပိုင်းလောက်ဆိုရင်တော့နင်တို့ပြောရဲလောက်တယ်နောက်လာမယ့်ဟာဆိုရင်တော့โอเคတန်းနေဘဝစီတော့ကိုရေချင်းတီထိုးပေါဖို့ကလူတိုင်းတွေ့ခွင့်ရည်တခုနောက်ကနေကဘာရဲ့ခက်ခဲသောဘဝတို့စီအိမ်မက်တွေတကယ်ရောက်ခဲ့ပြီယုံကြည်ချက်သူရည်မှန်းချက်သူမိသားစုတခုကဘာမြေတခုက success more သူပြန်တမ်းမြင်တဲ့နေဆို success more ညီသူမဆို zero my hero